လှပတဲ့ logo လေးတစ်ခုရှိအောင်နဲ့ကိုယ့်ရဲ့ brand ကအရန်အောင်မြင်တဲ့ brand လူသိများတဲ့ brand ချက်ချင်းတန်းပြီးတော့မဖြစ်နိုင်ဘူးဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့လူတိုင်းသိကြတဲ့ Nike logo ပေါ့နော် Nike logo မျက်လုံးလေးမြင်အောင်ကြည့်လိုက်သူ့ရဲ့ဒီ swatch ဆိုတဲ့အမှန်ချင်းလေးပေါ့နော်အားလေးက logo ကြီးပဲတက်တက်ဆိုရင်ဘာအဓိပ္ပာယ်မှမရှိဘူးဒါပေမဲ့ Nike ရဲ့ logo ကိုမြင်လိုက်တာနဲ့ပြေးသွားနေတဲ့အားကစားသမားတွေချွေးတန်တွေနဲ့စော့နေတဲ့အားကစားသမားတွေကိုကျွန်တော်ကမြင်အောင်လေပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ Nike logo ရဲ့ brand ရဲ့အနောက်မှာခိုင်မာတဲ့ story တစ်ပုဒ်ရှိလို့အဲ့ဒါဘာလဲဆိုတော့ Nike ရဲ့အသစ်မှာခန္ဓာကိုယ်တစ်ခုရှိနေပြီဆိုရင်လူတိုင်းကအားကစားသမားတယောက်ပဲဆိုတော့ခိုင်မာတဲ့ရည်ရွယ်ချက်တစ်ခု story တစ်ခုကြောင့်စီးပွားရေးလုပ်ငန်းရှင်တော်တော်များများကလုပ်ငန်းတစ်ခုစလုပ်ပြီဆိုတာနဲ့ logo လေးတန်းဆွဲလိုက်တော့မှဟိုပါပြီဆိုရင်ဘယ်လိုပုံစံမျိုးလေး design မှမိုက်လေးလိုချင်တာ logo ဘယ်လိုပုံစံမျိုးလေးသွားချင်တာဆိုပြီးတော့ design state ကိုစပြီးတော့သွားကြတယ်တကယ်တမ်းက design state ကိုမသွားခင်မှာကိုယ့်ရဲ့ brand ကဘယ်လိုအဓိပ္ပာယ်မျိုးရှိရလဲပြီးသွားပြီဆိုရင် brand story ကဘာလဲကိုယ့် brand ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတဲ့ဥစ္စာမျိုးတွေကိုအရင်စနစ်တကျတည်ဆောက်တင်တယ် branding ဆိုတာကိုယ့်ရဲ့ brand တစ်ခုအတွက်အဓိပ္ပာယ်တွေကိုဖန်တီးပေးတဲ့အရာတည်ဆောက်ပေးတဲ့အရာကို branding လုပ်တယ်လို့ခေါ်တယ် design ဆိုတာကတော့အဲ့ဒီကိုဖန်တီးထားတဲ့ story တွေဒီ purpose တွေ meanings တွေကို visualization လုပ်ပြီးတော့လူတွေမြင်အောင်လို့ပြရတဲ့ process ကို design process လို့ခေါ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အမှတ်တစိတ်တစ်ခု brand တစ်ခုကိုအဓိပ္ပာယ်ရှိအောင်အရင်ဆုံးတည်ဆောက်တင်ပါတယ် branding နဲ့ပတ်သက်တဲ့ knowledge တွေကိုသိချင်ရင်အဲ့လောက် follow လုပ်သွားလို့ရပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့